ဟလာရှေ့နေရကစားခဲ့တဲ့ဥရောပထိပ်သီးကလပ်အသင်းကြီးတွေရဲ့ရာသီကြိုခြေစမ်းပွဲသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ဆွီဒင်နိုင်ငံဂိုတန်ဘတ်မြို့မှာကစားခဲ့တဲ့ PSG နဲ့ Manchester United တို့ရဲ့ပွဲစဉ်မှာဖြစ်ပါတယ်။ဒီပွဲဟာတကူစီဒီရလနဲ့ပြီးဆုံးခဲ့ပါတယ်။ Manchester United အသင်းကကွင်းလယ်ပိုင်းဘောလုံးစီစစ်မှုနဲ့ပတ်စင်ကစားကွက်တွေကိုစနစ်တကျအသားပေးကစားသွားခဲ့တာကိုတွေ့ရပါတယ်။အဲမဲ့ပြိုင်ဘက်ကို area အနီးမှာအဆုံးသက်ပိုင်းတွေမှာတော့အခွင့်အရေးတွေကိုပြပြောင်းလဲနိုင်ဖို့လိုအပ်ချက်တချို့ရှိနေပါတယ်။တစ်ဖက်က PSG ကလည်း Vitinha နူနိုမန်တက်တို့လိုအဓိကကစားသမားတွေနဲ့တောင်ပန်တိုက်စစ်အမြန်နှုန်းကိုတုံးပြီးတော့ United ခန့်စစ်ကိုအကောင်းဆုံးတုံ့ပြန်ကစားသွားခဲ့တာကြောင့်အကျဉ်းနဲ့ရှိခဲ့တဲ့ပွဲစဉ်တစ်ခုဖြစ်ခဲ့ပါတယ်။ဒုတိယပွဲကတော့အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့မှာကစားခဲ့တဲ့ Chelsea နဲ့ AC Milan တို့ရဲ့ပွဲစဉ်ဖြစ်ပြီးတော့ Chelsea က3ဂိုးပြတ်နဲ့အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ဒီပြတဲ့ဇာဗီအလွန်ဆိုရဲ့လက်အောက်မှာ Chelsea အသင်းကပုံစံကောင်းပြသနိုင်ခဲ့ပြီးတော့တိုက်စစ်ကစားသမားဂျာအိုပက်ဒရိုကအသင်းအတွက်2ဂိုးသွင်းယူပေးခဲ့ပါတယ်။ Chelsea က AC Milan ရက်ခန့်စစ်နဲ့ကွင်းလယ်ကြားကဟာကွက်တွေကိုကောင်းကောင်းသုံးချနိုင်ခဲ့တယ်လို့တိုက်စစ်အချိတ်ဆက်မမီစီဇန်ပြနိုင်ခဲ့တာကြောင့်ယာတီတက်အတွက်အားရစရာဖြစ်ခဲ့ပါတယ်။ AC Milan ကတော့ Ruben Amorim ရဲ့လက်အောက်မှာအချိတ်ဆက်လိုအပ်နေသေးပြီးတော့ယာတီကျိုးနိုင်ပွဲရှာဖွေရအောင်မှာဖြစ်ပါတယ်။ဒါအပြင်အီတလီထိပ်သီးနှစ်သင်းရဲ့ထိပ်တိုက်တို့ဆုံမှုကတော့ Serie A ချန်ပီယံအင်တာမီလန်ကဂျူဗင်တက်ကို2ဂိုးဆိုတဲ့ရလနဲ့နိုင်ရရှိသွားခဲ့ပါတယ်။အင်တာမီလန်အသင်းဟာလူဟောင်းစုဖွဲ့မှုကျစ်လစ်မှုနဲ့အတူရင့်ကျက်တဲ့ကစားဟန်ကိုအကောင်းဆုံးပြသနိုင်ခဲ့တာဖြစ်ပါတယ်။တစ်ဖက်ကဂျူဗင်တက်အသင်းကတော့ဗျူဟာတစ်နဲ့အသားမကျသေးတာကြောင့်ကွင်းလယ်မှာဘောလုံးဆုံးရှုံးမှုတွေများခဲ့ပြီးတော့အင်တာမီလန်ရဲ့ထပ်မြတ်တဲ့တံပြန်တိုက်စစ်ကိုမထင်ရှုံနိုင်ပဲနဲ့ခန်းစစ်အမားတွေကနေဂိုးတွေပေးခဲ့ရတာဖြစ်ပါတယ်။ချပွဲစဉ်မှာတော့ Real Madrid က Fiancavaro ကို2ဂိုးတကူ Brighton က Roma ကို3ဂိုးပြန်နဲ့အတီးတီးနိုင်ရရှိခဲ့ပြီးတော့ Tottenham Hotspur က Getafe ကို2ဂိုးစီတည်ကြခဲ့တာပါ။အဲ့ဒီအသင်းတွေအနေနဲ့လာမယ့် August လနောက်ဆုံးပတ်မှာစတင်မဲ့ပြည်တွင်းလိပြိုင်ပွဲတွေအတွက်အဆင်သင့်ဖြစ်အောင်ကစားသမားတွေရဲ့ကြက်ခိုင်မှုနဲ့ကစားကွက်တွေကိုအချော်တက်ပြင်ဆင်နေကြတာဖြစ်ပါတယ်။မင်းကစားသွားခဲ့တဲ့ပွဲစဉ်တွေထဲမှာဘောလုံးဝါသနာရှင်တို့အနေနဲ့ဘယ်အသင်းရဲ့ခြေစွမ်းကိုအားရကျေနပ်မှုရှိဆုံးလဲဆိုတာဗီဒီယိုအောက်ကကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။